အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာတော့ဒါစီရေးအခြေအနေနဲ့ပတ်သက်တဲ့သတင်းတချို့ကိုဒါမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဒီအားလုံးလည်းဒါဒီဖြစ်တဲ့ပေါ့လေဒါကျွန်တော်တို့နိုင်ငံမှာဒီလက်ရှိအခြေအနေရပေါ့လေဒီအကြမ်းဖက်သမားတွေကအကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်တွေနဲ့ပေါ့လေအဲဒီအပြစ်မဲ့တဲ့ပြည်သူလူထုတွေကိုထိန်းချုပ်တာတို့မျိုးရာတွေကိုတက်ကြက်စီတာတို့ဒါတွေကိုဒါလုပ်နေကြတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာပေါ့လေဒါရှမ်းပြည်နယ်ဒါနောင်ချိုမျိုးနယ်အတွင်းမှာရှိတဲ့တောင်ခမ်းဒေသလည်းဒါတစ်ခုပေါ့ဖြစ်ပါတယ်ဆိုတော့ဒီတောင်ခမ်းဒေသနဲ့ပတ်သက်ပြီးတော့ပြောမှဆိုရှင်ဒီရရင်ပေါ့လေတောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့အနည်းငယ်ပြပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီတောင်ခမ်းဒေသဆိုတာကတော့ဒီရှမ်းဗမာတလူလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်ဒီပလောင်လူမျိုးတွေကအနည်းစုပေါ့လေဒါနေထိုင်တဲ့ဒေသတစ်ခုဖြစ်တယ်ဒီစီးရီးယာဒါပြောမယ်ဆိုလို့ရှိရင်ဒီတောင်ခမ်းဒေသကပေါ့လေနောင်ချိုမျိုးနယ်ရဲ့အပိုင်းဖြစ်တယ်ပြည်ဦးနေမျိုးတွေကဆိုလို့ရှိရင်ဒီ55မိုင်ပဲတော့ဝေးတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်တကယ်လို့ဒါဒီအကြမ်းဖက်ဖွဲ့ရနေပေါ့လေဒါဒီတောင်ခမ်းဒေသကိုထိန်းချုပ်သွားနိုင်ခဲ့မှာဆိုလို့ရှိရင်ပြည်ဦးနေမျိုးဒါထိန်းချုပ်လာရင်လည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီတောင်ခမ်းဒေသကပေါ့လေဒါရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဒါတောင်ပိုင်းကိုဒါဆက်ဆက်ပေးတဲ့ဒုထဝတီအနားမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုထဝတီမြစ်ပေါ့လေရှင်းနောက်ဘက်ဒေသတွေကိုဒါဒီချင်းချောက်လာရင်လည်းဖြစ်တယ်ဒါစိုးမိုးလာရင်လည်းဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီရှမ်းတောင်ဘက်မှာရှိတဲ့ဒါကြောက်ကူရက်ဆောက်လမ်းကိုဒါစိုးမိုးထားရင်လည်းအပြင်ရက်ဆောက်မျိုးတွေကဗထုတက်မျိုးကိုလည်းဒါချင်းချောက်လာရင်လည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါအကြမ်းဖက်လက်နက်ကိုင်တာအဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တယ်ပေါ့လေဒါ TNL အဖွဲ့အနေနဲ့ဒါဒေသခံဒါဒနုလူမျိုးတွေနဲ့ဒါ PDF တွေကိုဒါရှေ့တန်းတင်အသုံးချပြီးတော့2024ခုနှစ်ဩဂုတ်လ10ရက်နေ့ကနေစပြီးတော့ဒီတောင်ခမ်းဒေသကိုပေါ့လေဒါအသေးအတန်ရရှိရတဲ့အတွက်ဒီတိုက်ခိုက်လာတာကိုတွေ့ရတယ်ဆိုတော့ဒီတိုက်ခိုက်တဲ့နေရာမှာသူတို့တွေနဲ့ပေါ့လေဒါအင်အားအလုံးရင်းသုံးတယ်ပြီးတော့ဒီတိုက်ကွက်တွေရိုးစုံပို့ပြီးတော့ဒါတိုက်ခိုက်လာတာတွေ့ရတယ်ဆိုတော့ဒီသူတို့တွေနဲ့ပေါ့လေဒါနိုင်ငံရေးဒီအရာဒါဒီအမျက်ထုတ်တဲ့သဘောပါအောင်လဲပါအောင်ပေါ့လေဆိုတော့နောက်ပြီးတော့ဒီသူတို့အနေနဲ့ဒါဘယ်လိုလိုမျိုးထပ်ပြီးတိုက်ခိုက်လာလဲဆိုလို့ရှိရင်တက်မလို့ပေါ့လေဒါဒီစစ်ကူတွေမလာနိုင်အောင်ထောက်ပံ့ပို့ဆောင်ရေးမလုပ်နိုင်အောင်ဆိုပြီးတော့ဒီ6ခုပဲလမ်းတွေမှာဒနု PDF တွေကိုဒါအသုံးချတယ်ပေါ့လေဒါဒနု PDF ကိုထားတယ်ဆိုဒီတောင်ခမ်းကိုတိုက်ခိုက်တဲ့အချိန်မှာလည်းဒါမိုးကုတ်ဘက်ကဒါ PDF တွေကပေါ့လေဒါမတရားစေတော်ကြီးဘက်ကနေပြီးတော့ဒါတော်တော်များစစ်ကူပေးနိုင်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီအဲ့လိုအချိန်မျိုးမှာပေါ့လေဒါဒီတောင်ခမ်းမှာရှိတဲ့တင်းတပ်ဖွဲ့တွေနဲ့ပေါ့လေဒါစစ်ကူကလည်းမရောက်လာဘူးဒါဒီထောက်ပံ့ပို့ဆောင်ရေးတွေမရောက်လာဘူးအဲ့လိုအချိန်မျိုးမှာဒီကျန်းဖက်သမားတွေပေါ့လေဒါတိုက်ခိုက်မှုကိုဒါဒီခံစစ်မျိုးစုံပြင်ဆင်ပြီးတော့ဒါခံခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရရင်ပေါ့လေတက်မတော်မှာဒီစကားတစ်ခုရှိရပေါ့ဒါဘာလဲဆိုလို့ရှိရင်ဒီအကောင်းဆုံးခံစစ်ကဒါအကောင်းဆုံးတိုက်စစ်ဖြစ်တယ်ဆိုပြီးတော့ဒီစကားတစ်ခုရှိရဒါကြောင့်မို့လို့ဒါခုနပြောလို့ဒီတောင်ခမ်းဒေသမှာရှိတဲ့စစ်တီတွေနဲ့ပေါ့လေစစ်ကူကလည်းရောက်လာနိုင်ဘူးဒါထပ်ပံ့ပို့ဆောင်ရတယ်ဒါရောက်လာနိုင်တဲ့အခြေအနေမျိုးမှာဒီတောင်ခမ်းဒေသကိုပေါ့လေရန်သူရဲ့တိုက်စစ်ကိုဒါပြင်းပြင်းထန်ထန်ကိုဒါခံစစ်မျိုးစုံလုပ်ပြီးတော့ဒါပုတ်ခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတက်မတော်အနေနဲ့ဒီတောင်ခမ်းတိုက်ပွဲမှာတိုက်ကွက်အမျိုးမျိုးနဲ့ဆင်းတိုက်စစ်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့ဒါအခုဆိုလို့ရှိရင်တော့ဒီ info ဒါပြင် PHO ဆက်လက်ပေါ့လေဒါဒီဒေသတွေမှာရှိတဲ့ဒါရန်သူရဲ့ logistic လမ်းကြောင်းတွေကိုပါထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီးတော့ဒါအခုဆိုလို့ရှိရင်ဒါတောင်ခမ်းဒေသတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ခဲ့ဖြစ်ပါတယ်ဆိုတော့ဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်ပေါ့လေဒါ TNL အဖွဲ့အနေနဲ့ဒီရှမ်းပြည်နယ်ဒါနောင်ချိုမြို့နယ်အတွင်းကတောင်ခမ်းဒေသကိုဒါရရှိရေးအတွက်ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လဒါ10ရက်နေ့ကနေစပြီးတော့ပေါ့လေဒါ PDF တွေနဲ့ပူးပေါင်းပြီးတော့လင်းထံပေါ့လေဒါဒေသတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီအဲ့ဒေသမှာရှိရပေါ့လေတက်မတော်ရတဲ့မြောက်ဒီကိုကမှုဌာနချုပ်စခန်းကိုပါအပါဝင်ပေါ့ဒီတက်မတော်ရစခန်းတွေကိုဒီရပ်ပေါင်း190ကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါမှမဟုတ်တောင်ခမ်းဒေသစစ်မြေမှာတက်မတော်နဲ့ကိစ္စနည်းဗျူဟာနဲ့စစ်တပ်နဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတော့ပေါ့လေဒီတက်မတော်သားတွေအနေနဲ့ရိုးရိုးချင်ချင်ပုခံတိုက်ခိုက်ခဲ့တာတွေ့ရတယ်ဆိုတော့ဒီနေရာမှာဒီအဖေဟာကြားနေတာဘာလဲဆိုလို့ရှိရင်တက်မတော်ရတဲ့ဒရုန်းတပ်ပွဲနဲ့ပြည်သူစစ်တွေရဲ့ဒီစွမ်းရည်လို့ပဲပြောမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအကုန်လုံးဒါပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်လို့ဒါအခုလိုမျိုးဒါအောင်မြင်မှုရရှိခဲ့တာဖြစ်တယ်လို့ပဲဒါပြောရမှာဖြစ်ပါတယ်ဆိုရင်နောက်ဆုံးပြောချင်တာကတော့ဒီတောင်ခမ်းဒေသဒီတောင်ခမ်းစစ်မျက်နှာမြင်ရပေါ့လေဒါဖြစ်တဲ့သင်ခန်းစာကဒီတက်မတော်ရစကားတစ်ခုဖြစ်တဲ့ဒီအကောင်းဆုံးခံစစ်ကဒါအကောင်းဆုံးတိုက်စစ်ဖြစ်တယ်ဆိုတာကိုတက်တည်ပြနိုင်ခဲ့တာဖြစ်တယ်လို့ဒီနိုင်ငံရေးနဲ့လူမျိုးရေးကိုအကြောင်းပြပြီးတော့ဒီအကြမ်းဖက်လုပ်ရက်တွေပေါ့လေစက်တိုက်ကိုလှုပ်ဆောင်နေတဲ့ဒီအကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ပေါ့လေဒါ TNL တွေရဲ့ဒီလုပ်ရက်တွေကိုပေါ့လေဒါ TNL တွေအဖွဲ့ကိုဒါတောင်ခမ်းဒေသမှာဒါစစ်ဦးချိုးနိုင်ခဲ့တာဖြစ်တယ်လို့ဒါကျွန်တော်အနေနဲ့ဒါသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်